ပျော်ရွှင်မှုဆိုတဲ့ဟာကိုအင်တာနက်မပေါ်ခင်ခေတ်ကလေးအစားပြီးတော့လင်းပြန်နေမပေါ်ခင်ခေတ်ကလေးအစားပြီးတော့လူတွေပျော်ရွှင်မှုနောက်ကိုလိုက်လာကြတာပျော်ရွှင်မှုကိုလိုက်ရှာကြတာပျော်ရွှင်မှုလိုက်ရှာရင်းနဲ့ပဲရံဖြစ်တဲ့ခါလည်းရှိတယ်ပျော်ရွှင်မှုရှာရင်းနဲ့တပွန်တူရတဲ့အချိန်တွေလည်းမနေဘူးပျော်ရွှင်မှုရှာရင်းနဲ့မေ့မျောပြီးတော့အယက်သမားဖဲသမားဘိန်းသမားဖြစ်သွားလို့လည်းမနေဘူးပျော်ရွှင်မှုနောက်ကိုလိုက်ပြီးတော့အသက်ပါဆုံးရှုံးသွားလူတွေလည်းရှိတယ်။ဒါဖြင့်ဘာပြောချင်တာတုံးဆိုတော့ emotion စိတ်ခံစားမှုဟာအရာရာကိုသူကအယောင်တင်ပေးတယ်။အရာရာအယောင်တင်ပေးတယ်။လူတွေပျော်ရွှင်တာဘယ်လောက်ထိပျော်ရွှင်မယ်။ရာနှုန်းဖြစ်ပျော်ရွှင်မလား10ခိုင်နှုန်းလား12ခိုင်နှုန်းလားရာခိုင်နှုန်းအစိတ်လား emotion ကသတ်မှတ်ပေးတယ်အဲ့ဒီမတိုင်ခင်ကတော့ဘုန်းကြီးကသူများလိုပဲဘယ်လိုထင်တော့ဆိုတော့အဝတ်စားအသစ်ဝတ်ရင်အဝတ်စားအသစ်ထဲမှာပျော်ရွှင်မှုရှိတယ်လို့ယူဆလို့အဝတ်စားအသစ်တွေတစ်ခုပြီးတစ်ခုလိုက်ရှာအဝတ်စားအသစ်ဝတ်တယ်ပျော်ရွှင်တယ်စိတ်ပျော်တယ်နောက်တစ်နေ့ဒီဝတ်စားအသစ်ထပ်ဝတ်မလားမဝတ်နိုင်တော့ပျော်ရွှင်မှုမရှိတော့ဘူးလားဒီအဝတ်စားတော့မပြောင်းသေးဘူးစိတ်ကပြောင်းသွားပြီဒါဖြင့်ဒီအဝတ်စားတစ်ထက်မှာပျော်ရွှင်မှုတကယ်ပျော်ရွှင်မှုမရှိဘူးမကအသစ်လားကအသစ်ရတဲ့ရခါစားလေးမှာပြောလိုက်တာကိုဘေးကအိမ်ကိုလိုကအသစ်လဲသွားဝယ်လိုက်ရောမပြောတော့သူထက်ပိုဈေးကြီးတဲ့ကားသွားဝယ်မနိုင်မှပြောတော့မှာသူကကိုလိုဈေးကြီးတဲ့ကားတစ်စီးသွားဝယ်လိုက်ရင်တလောက်ဈေးကြီးတဲ့ကားစီးပါရင်လည်းစိတ်ကမပြောနိုင်ပြန်ဒီနေရာမှာစိတ်လှုပ်ရှားမှု excitement အင်္ဂလိပ်လို excitement အဲ့ဒီစိတ်လှုပ်ရှားမှုနဲ့လူတွေကပျော်ရွှင်မှုကိုထင်အောင်မှားလုပ်နေကြတာကလေးငယ်တွေကတော့ကလေးတွေကစိတ်လှုပ်ရှားမှုမရှိဘူးဆိုရင်ပျော်ရွှင်မှုကိုသူတို့နားမလည်နိုင်အဲ့ဒါကိုကလေးလို့ခေါ်တယ်ဒါပေမဲ့လူကြီးတွေကလည်းအဲ့ဒီတိုင်းပဲစိတ်လှုပ်ရှားမှုမရှိရင်ပျော်ရွှင်မှုဆိုတာကိုမခံစားနိုင်သေးတဲ့လူတွေအများကြီးရှိသေးတယ်။ဒါကြောင့် emotion အရာဒါကလေးတွေပဲရှိသေးတယ်။အသက်တော့ကြီးလာတယ်။ဒါပေမဲ့ emotion level အရာ emotional intelligence level အရာဒါကြောင့် number 1စိတ်လှုပ်ရှားမှုဟာပျော်ရွှင်မှုမဟုတ်ဘူးဆိုတာကိုသိထားစေခြင်းနဲ့တရားနာပိဋက